CEO ဒီကျောင်းစာစစ်ဆေးမှုအစီရင်ခံစာကိုမြင်တွေ့ရမှသာသူဤလက်ကွက်များလာတော့စစ်ဆက်ထားသူကတိတ်တဆိတ်ပြောင်းလဲလိုက်တော့ကျောင်းစာတစ်တွင်အစားအသောက်ဆွဲဆောင်ပစ္စည်းများအပြင်အပင်ထွက်ပရိုတင်းများပါလွန်ကဲစွာပါဝင်နေကြောင်းတုံ့လို့စွာသိရှိခဲ့ရသည်ဒါကြောင့်လည်းကျောင်းလေးဟာရန်နေငယ်ကြာမှအစားအသောက်စားတာရပ်သွားခဲ့တာဖြစ်ပါတယ်ကံကောင်းစွာဖြင့်မိန်းကလေးကပြဿနာကိုစောစီးစွာရိပ်မိခဲ့ပြီးကျောင်းလေး၏အသက်ကိုကယ်တင်နိုင်ခဲ့သည်လက်ပူလက်ချက်မိသွားသောအကွက်စင်သူစစ်ဆက်ထားသူသည်မတရားခံရတယ်လို့ဟန်ဆောင်ကအပြစ်လွဲခဲ့ပြီးကျောင်းစာနှင့်ပတ်သက်၍မကောင်းမှန်းဘာမျှမသိခဲ့ပါဟုအကြောင်းပြခဲ့သည်သူမကသူငယ်ချင်းတယောက်၏ညှို့ဆိုမှုကြောင့်ဖြစ်ပြီးစေတနာဖြင့်ကျောင်းလေးကိုအစားအစာအသစ်ပြောင်းကျွေးခြင်းရုံမျှသာဖြစ်ကြောင်းပြောခဲ့သည်ထို့နောက် CEO သည်အခြားစုံစမ်းစစ်ဆေးမှုအစီရင်ခံစာတစ်စောင်ကိုထုတ်ပြခဲ့သည်ထိုအစီရင်ခံစာတွင်ထိုကျောင်းစာကုမ္ပဏီသည်သူမ၏သူငယ်ချင်းနှင့်မိတို့များမသက်ဆိုင်ပဲလွန်ခဲ့သောနှစ်ကသူမ၏ဝန်ခွဲကအတိတ်မှတ်ပုံတင်ထားခြင်းဖြစ်ကြောင်းရှင်းလင်းစွာဖော်ပြထားသည်လက်ကွက်များသောအမျိုးသမီးသည်အမှန်တရားကိုဆက်လက်ဖုံးကွယ်လေမရတော့မှန်းသိသွားခဲ့သည်သူမသည်ဝန်ခွဲ၏ကုမ္ပဏီသေးသေးလေးကိုကူညီခြင်းရုံမျှသာဖြစ်ကြောင်းပြပြတလဲတောင်းပန်ခဲ့ပြီး CEO ထံမှခွင့်လွှတ်မှုအခွင့်အရေးတစ်ခုတောင်းခံခဲ့သည် CEO ကစစ်ဆက်ပွဲဖြစ်တဲ့ရန်သူမရဲ့မိသားစုထံအကြောင်းကြားဖို့တိုက်ရိုက်အမိန့်ပေးခဲ့သည်စစ်ဆက်လက်ဆောင်များနှင့်မင်္ဂလာစီစဉ်ငွေအားလုံးကို3ရက်အတွင်းစည်ရင်းရှင်းရမည်ဟုဆုံးဖြတ်ခဲ့သည်လက်ကွက်များသောအမျိုးသမီးသည်စိတ်ပြက်လက်ပြက်ဖြင့်မြေပြင်ပေါ်သို့လဲပြိုကျသွားခဲ့သည်သူတို့စစ်ဆက်ခဲ့သည်မှာနှစ်ရှိပြီဖြစ်ကြောင်းနှင့်သူ့အတွက်ကြောင့်မိသားစုဂုဏ်သိက္ခာတစ်ခုလုံးကိုဆွလွတ်ခဲ့ရကြောင်းငိုယိုတောင်းပန်ရင်းကြောင်းတစ်ကောင်ကြောင်းနှင့်တင်ပါကြောင့်စစ်ဆက်ပွဲကိုဖျက်သိမ်းရတယ်လဲဟုမေးခွန်းထုတ်ခဲ့သည် CEO ကသူမသည်သူ့အတွက်မိသည့်ရာကိုမဆိုဆွလွတ်မည်ဟုကတိပေးခဲ့တော်လဲထိုကြောင့်လေးသည်တည်ဆုံးသွားသောသူ၏ဘွား၏အမတ်တရားလက်ဆောင်ဖြစ်ကြောင်းရှင်းရှင်းလင်းလင်းသိထားသလိုသူ့တက်ကိုတကြိမ်ကဲတင်ခဲ့မှုပါလျက်တေချာဂယူးဆိုင်ဖို့ညှင်းဆန်ခဲ့သည်ဟုပြန်လည်ပြောကြားခဲ့သည်ထို့နောက်သူသည်အလွန်အမင်းစိတ်ပြက်လက်ပြက်ဖြင့်ထိုနေရာမှထွက်ခွာသွားခဲ့သည်လက်ကွက်များသောအမျိုးသမီးသည်နှဆိုင်စွာစိတ်ပြက်အားငယ်သွားခဲ့သည်သူမသည်အဝေးရောက်မိန်းကလေးကိုမုန်းတီးစွာစိုက်ကြည့်ရင်သူမတန်မိုးထားရသမျှအရာအလုံးကိုဖျက်ဆီးပစ်ခဲ့သည်ဟုအပြစ်တင်ခဲ့သည်မိန်းကလေးသည်ချက်ချင်းပင်ထွက်ခွာသွားခဲ့သည်ကြောင့်လေးကမိန်းကလေးကိုနှစ်သိမ့်ပေးပြီးမကြောက်ရန်နှင့်ဒီအိမ်မှာသူမကိုအကာအကွယ်ပေးမည်ဟုပြောခဲ့သည်မိန်းကလေးသည်ထိုစကားများကိုအပြည့်အဝယုံကြည်ခဲ့ပြီးထိုချိန်မှဆက်လက်ကြောင့်လေးကိုသာလုံးဝအားကိုးရန်ဆုံးဖြတ်ခဲ့သည်သူမ၏ဂယူးတစိုက်ပြုစုဆောင်ရှောက်မှုအောက်တွင်ကြောင့်လေးသည်ကိုလေးချိန်ပြန်တက်လာပြီးတဖန်ပြန်လဲလန်းဆန်းတက်ကြွလာခဲ့သည်ထိုကြောင့်လေးသည်ဈေးကြီးသောလိုက်ကာများကိုမကြာခဏဆုတ်ခဲ့ပြီးတန်ဖိုးကြီးကြွေတဲ့များကိုတိုက်လိုက်ပစ်လေးရှိသည်အိမ်တွင်အိမ်ထင်းသည်ကြောင့်လေးကိုလုံးဝမဆူရဲပဲကျမကြီးပြန်ကောင်းလာသည်ကိုပင်အတူအယောင်ချီးမွမ်းခဲ့ရသည်ကြောင့်လေး၏တီးတန့်ပြုစုဆောင်ရှောက်သူမိန်းကလေးသည်လည်းကြောင့်လေးကြောင့်ပုံမမြင့်မာသောအဆင့်တန်းကိုရရှိခဲ့သည်တနေ့တွင် CEO ၏မိခင်သည်မိန်းကလေး၏အကြောင်းမွေးမြူရေးကျွမ်းကျင်မှုကိုချီးကျူးကအထက်တန်းလွှာအမျိုးသမီးများစွာနှင့်မိတ်ဆက်ပေးခဲ့ပြီးကြောင့်လေးမှာမဖြားနာမီကထက်ပုံမကျမ်းမာပုံရကြောင်းပြောကြားခဲ့သည်အထက်တန်းလွှာအမျိုးသမီးအားလုံးကသူမိအကြောင်းကိုကြားသိရပြီးနောက်အလွန်မင်းချီးကျူးခဲ့ကြသည်ထိုထဲမှအကြောင်းမွေးထားသူအများပြားသည်သူမထံမှအိမ်မွေးတိရစ္ဆာန်ပြုစုဆောင်ရှောက်ရေးအကြံဉာဏ်များတောင်းခံခဲ့ကြသည်အထက်တန်းလွှာအမျိုးသမီးတဦးသည်ဆေးရုံစစ်ဆေးမှုများတွင်ယောဂမတွေ့ရတော့လဲမကြသေးမီကသူမိ၏အကြောင်းမှာဒေါသအချင်းရန်လိုခြင်းနှင့်အစာညှင်းဆန်နေရသည့်အကြောင်းရင်းကိုရှာဖွေပေးရန်မိန်းကလေးကိုအိမ်သို့ဖိတ်ကြားခဲ့သည်မိန်းကလေးရောက်ချင်းမှာပင်ကြောင်းစာအတစ်သည်အရသာအလွန်ဆိုးဝါးကြောင်းနှင့်ပိုင်ရှင်ဖြစ်သူသည်အခြားကြောင့်များကိုမကြာခဏပွေ့ဖက်လေးရှိသောကြောင့်တမင်တကာအစာမစားဘဲနေခြင်းဖြစ်ကြောင်းကြောင့်လေးကညီးတွားနေသည်ကိုကြားလိုက်ရသည်မိန်းကလေးကထိုမျိုးသမီးအားကြောင်းစာဟောင်းတို့ပြန်ပြောင်းကျွေးရန်နှင့်အခြားကြောင့်များကိုဂိုင်းတွယ်ပြီးနောက်တေချာစွာဆေးကြောတန့်စင်ရန်အကြံပြုခဲ့သည်ထိုနေလန်းသည်အမှန်တကယ်ထိရောက်ခဲ့သည်သူမထိုအတိုင်းလိုက်လုပ်ပြီးနောက်မိန်းကလေး၏ကြောစောသတင်းသည်လျင်မြန်စွာပြန့်နှံ့သွားခဲ့ပြီးသူထေးကပ်တော့အမျိုးသမီးအများပြားသည်သူမထံကူညီတောင်းခံရန်ရောက်ရှိလာကြသည် CEO သည်လည်းသူမတဲ့ဘေးတွင်ပုံမမကြာခဏရောက်ရှိလာခဲ့သည်စတင်ခါစတွင်မိန်းကလေးကသူဒီကြောင်လေးကိုလာကြည့်ုံမျှတာဟုထင်မှတ်ခဲ့တော်လဲတနေ့တွင် CEO ကကြောင်ကိုလာကြည့်သည်ဟုပြောတော်လဲသူ၏မျက်လုံးများသည်မိန်းကလေးစီတို့သာအမြဲစိုက်ကြည့်နေခြင်းဖြစ်ကြောင်းကြောင်လေး၏ရေရွတ်တံမှတဆင့်ကြားလိုက်ရသည်နောက်ဆုံးတွင်မိန်းကလေးသည်ပုံမှန်မဟုတ်သည့်အရာတစ်ခုကိုသတိပြုမိသွားခဲ့တော်သည်